အားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်ဖတ်ပြပေးခြင်းတဲ့စာအုပ်လေးကတော့ဆရာကြီးလင်းယုံမောင်မောင်ရဲ့တိုကျိုစစ်ခုံရုံးမှတ်တမ်းဆိုတာပဲဖြစ်ပါတယ်ရှင်ဒီစာအုပ်လေးကဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာဂျပန်တပ်မတော်နဲ့အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုဖြစ်ရမှန်မှတ်တမ်းဖြစ်ပါတယ်မှတ်တမ်းဖြစ်တာနဲ့အညီအဲ့ဒီအချိန်တုန်းကစစ်ပွဲနဲ့သက်ဆိုင်ခြင်းမရှိတဲ့အရက်သားပြည်သူတွေဖမ်းဆီးရမိတဲ့ချွေးတပ်သားတွေပေါ်မှာသူတို့နှိပ်စက်ညှင်းဆဲခဲ့တဲ့ရက်ဆက်တပ်ဖြတ်ခဲ့တဲ့ဖြစ်ရအမှန်တွေကိုရေးထားတာဖြစ်တဲ့မှတ်တမ်းကိုဖတ်ပြရမှာမို့လူချင်းညှင်းဆဲရက်ဆက်တာတွေဟာအရန်ကိုရက်ဆက်ဆက်လုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီစာအုပ်ထဲမှာပါတဲ့အတိုင်းပဲကျွန်တော်ကအတက်နိုင်ဆုံးပြပြပြင်းဖတ်ထားတာဖြစ်တဲ့အတွက်ကလေးတငယ်တွေကြောက်တဲ့သူတွေနှလုံးမကောင်းတဲ့သူတွေယွန်းစရာတွေကိုမကြည့်ဝင့်နားမထောင်ဝင်တဲ့သူတွေအတွက်တော့မသင့်တော်ပါဘူးရှင်ဒါပေမဲ့ဒုတိယကမ္ဘာစစ်အတွင်းမှာတကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကိုရေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သိပြီးတော့စိတ်ဝင်စားဖို့ကောင်းပါတယ်ရှင်အဲ့တော့ဖြစ်ရမှန်တွေကိုစိတ်ဝင်စားတယ်ကိုလက်လန်းမမီခဲ့တဲ့ချိန်တွေကိုပြန်ပြီးတော့မှသိကျင်တယ်ကြားဘူးကျင်တယ်ဆိုရင်တော့ဒီစာအုပ်လေးကိုနားထောင်မှုအတွက်ကျွန်တော်ကတိုက်တွန်းချင်ပါတယ်ကျွန်တော်နဲ့အတူတူလိုက်ပါခံစားနားဆင်ကြည့်ကြပါစို့နော်တိုကျိုစစ်ခုံရုံးမှတ်တမ်းအပိုင်း1စာရေးသူ၏အမှားစာကျွန်တော်ဒီလွန်ခဲ့သည့်1983ခုဩဂုတ်လအတွင်းကနူယင်ဘတ်စစ်ခုံရုံးမှတ်တမ်းဟူသောအမည်ဖြင့်စာအုပ်တအုပ်ရေးသားထုတ်ဝေခဲ့ပါသည်ရင်းစာအုပ်မှာစာဖတ်သူများသိပြီးဖြစ်ကြသည့်အတိုင်းဒုတိယကမ္ဘာစစ်ကြီးအတွင်းကဂျာမနီနိုင်ငံမှဂိုအာရင်ဟင်မလာဟက်စ်စသည့်နာဇီခေါင်းဆောင်ကြီးများအားစစ်ကြီးအပြီးတွင်စစ်တရခံများအဖြစ်ဂျာမနီနိုင်ငံနူရင်ဘတ်မြို့တွင်စစ်ခုံရုံးဖွဲ့၍စစ်ဆေးအပြစ်ပေးခဲ့ပုံများကိုဖော်ပြထားခြင်းဖြစ်ပါသည်အလားတူပင်ယခုတိုကျိုစစ်ခုံရုံးမှတ်တမ်းများဟူသောစာအုပ်မှာလည်းဒုတိယကမ္ဘာစစ်ကြီးအတွင်းကဖိလစ်ပိုင်မလေးစင်ကာပူယိုးဒယားမြန်မာတရုတ်စသည့်အရှေ့အာရှနိုင်ငံများတွင်ဂျပန်တို့ကျူးလွန်ခဲ့ကြသည့်စစ်ရာဇဝတ်မှုများနှင့်ဆက်လင်း၍စစ်ကြီးအပြီးတွင်ဂျပန်နိုင်ငံတိုကျိုမြို့တော်၌စစ်ခုံရုံးဖွဲ့ကာစစ်ဆေးအပြစ်ပေးခဲ့ပုံများကိုပြန်လည်ထုတ်ဖော်ရေးသားပြုစုထားခြင်းဖြစ်ပါသည်အမှန်တိုင်းဝန်ခံရလျှင်ကျွန်တော်သည်ဒုတိယကမ္ဘာစစ်ကြီးကိုနောက်ခံထား၍စာအုပ်များရေးသားပြုစုခဲ့ရ၌နာဇီဂျာမနီကိုမန်တိုင်ထား၍ဥရောပတိုက်မှအဖြစ်အပျက်များကိုသာရေးသားခဲ့ခြင်းဖြစ်ပါသည်တနည်းဆိုရလျင်ရခင်ကကျွန်တော်၏အဆိုပါစာအုပ်များသည်မြန်မာနိုင်ငံမြန်မာပြည်သူများနှင့်ဓာတ်ရိုက်ဆက်ပတ်သက်ခြင်းမရှိခဲ့သည့်စာအုပ်များသာဖြစ်ပါသည်တို့ဖြစ်ရာယခုဤဂျပန်စစ်ခုံရုံးမှတ်တမ်းများဟူသောစာအုပ်သည်ဂျပန်တို့3နှစ်3မိုးအုပ်စိုးသွားခြင်းခံခဲ့ရသည့်မြန်မာနိုင်ငံမှမြန်မာပြည်သူများနှင့်ဓာတ်ရိုက်ဆက်ပတ်သက်နေသည့်ကျွန်တော်၏ပထမဆုံးသောစာအုပ်ပင်ဖြစ်ပါသည်ဒုတိယကမ္ဘာစစ်ကြီးအတွင်းကဂျပန်စစ်တပ်များမြန်မာနိုင်ငံအပါအဝင်အရှေ့အာရှတစ်ခုလုံးကိုသိမ်းပိုက်အုပ်စိုးသွားခဲ့သည်မှ1942ခုနှစ်1945ခုနှစ်များကဖြစ်ရာယနေ့အသက်30အောက်ရှိမြန်မာလူငယ်လူရွယ်မှန်သမျှသည်စစ်ကြီးအတွင်းကမြန်မာတမျိုးသားလုံးအားဂျပန်စစ်ဗိုလ်စစ်သားများကမြည်တို့မြည်ပုံနှိပ်စက်ညှင်းဆဲခဲ့ကြသည်များကိုလုံးဝသိမိလိုက်ခြင်းမရှိယုံမျှမကဂျပန်စစ်သားကိုပင်မြင်ဘူးခြင်းမရှိခဲ့ကြပါတို့ဖြစ်ရာဤစာအုပ်သည်ထို့သောမြန်မာလူငယ်လူရွယ်များအားတစ်ကြိမ်သောအခါလွန်ခဲ့သည့်နှစ်ပေါင်း30ခန့်ကဂျပန်စစ်ဝါဒီတို့၏အုပ်စိုးမှုအောက်တွင်မြန်မာပြည်သူများအပါအဝင်အရှေ့အာရှနိုင်ငံများမှအပြစ်မဲ့ပြည်သူအလုံးကြိမ်မီအုံးသလိုခံစားခဲ့ကြရသည့်ဖြစ်ရပ်များကိုသိရှိသဘောပေါက်ကြစေရန်နှင့်တမိုင်းသူတေသည့်များအတွက်တနည်းတလန်းအားဖြင့်အထောက်အကူရစေရန်ရည်ရွယ်ရေးသားလိုက်သည့်စာအုပ်ဖြစ်ပါသည်
ဤနေရာတွင်အထူးဖော်ပြလိုသည်မှာဤစာအုပ်ကိုရေးသားရာ၌ကျွန်တော်တွင်ဂျပန်မုံတီးရေးစိတ်ဓာတ်ဟူ၍အလင်းမရှိသည့်ဖြင့်စာဖတ်သူများအားလည်းဂျပန်မုံတီးရေးစိတ်ဓာတ်များခံစားပေါ်ပေါက်လာစေရန်လုံးဝရည်ရွယ်ချက်မရှိပါကြောင်းအလေးအနက်ပြောကြားလိုပါသည်အမှန်စစ်စစ်ဂျပန်နိုင်ငံသည်အလွန်သာယာလှပသည့်နိုင်ငံတစ်နိုင်ငံဖြစ်သလိုဂျပန်အမျိုးသားများသည်လည်းအလွန်ယဉ်ကျေးသိမ်မွေ့၍အလွန်ချစ်ခင်နှစ်လိုဖွယ်ကောင်းသည့်လူမျိုးတစ်မျိုးဖြစ်ပါသည်တို့ဖြစ်ရာဒုတိယကမ္ဘာစစ်ကြီးအတွင်းကမြန်မာနိုင်ငံအပါအဝင်အရှေ့အာရှတခွင်ပြဲပြဲစင်အောင်နှိပ်စက်စော်ကားညှင်းဆဲတပ်ဖြတ်သွားခဲ့ကြသည့်စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ဂျပန်ပြည်သူများတွင်လုံးဝအပြစ်မရှိဘဲလူနည်းစုလက်တဆုပ်စာမျှသာဂျပန်စစ်ဝါဒီများနှင့်စစ်ကောင်းဆောင်များတွင်သာလုံးလုံးကြီးတာဝန်ရှိကြောင်းစာဖတ်သူများနားလည်သဘောပေါက်ကြစေလိုပါသည်ကျွန်တော်လေ့လာသိရှိရသလောက်ဆိုပါကအရှေ့အာရှတွင်ဂျပန်စစ်ဝါဒီများနှင့်ဂျပန်စစ်ဗိုလ်စစ်သားများကစစ်တုံးပန်းများနှင့်အပြစ်မဲ့အရက်သားပြည်သူများအပေါ်ထိုစဉ်ကနှိပ်စက်ညှင်းဆဲမှုများကိုဂျပန်ပြည်သူများအနေဖြင့်လုံးဝမသိရှိခဲ့ကြဘဲစစ်ကြီးပြီးဆုံး၍တိုကျိုစစ်ခုံရုံးတွင်စစ်တရားခံများအားစစ်ဆေးသည့်အခါမှသာလျှင်ရင်းအဖြစ်အပျက်များကိုသိရှိခဲ့ကြပြီးဂျပန်စစ်ဝါဒီများ၏လူမဆန်သောလှုပ်ဆောင်မှုများကြောင့်ဂျပန်ပြည်သူတန်းပေါင်းများစွာတို့မှရှက်၍မဆုံးအောင်ဖြစ်ခဲ့ကြရသည်ဟုဆိုပါသည်တို့ဖြစ်ရာဤတိုကျိုစစ်ခုံရုံးမှတ်တမ်းများကိုဖတ်ရှုရခြင်းအဖြစ်စာဖတ်သူများအဖို့စစ်၏အနိဋ္ဌာယုံများကိုသိရှိနားလည်ကစစ်ဆန့်ကျင်ရေးနှင့်ငြိမ်းချမ်းရေးစိတ်ဓာတ်များပေါ်ပေါက်ပြီးအမှန်တကယ်ဖြစ်ပွားကျူးလွန်ခဲ့ကြသည့်စစ်ရာဇဝတ်ပြစ်မှုများအတွက်တမိုင်းကပေးသည့်သင်ခန်းစာကိုရယူနိုင်ကြလိမ့်မည်ဟုယုံကြည်မျှော်လင့်ပါသည်ဤကုံချုပ်အားဖြင့်ဤစာအုပ်ရေးသားပြုစုရာ၌လိုအပ်သောစာအုပ်စာတမ်းများကူညီရှာဖွေပေးခဲ့ကြသည့်စာရေးဆရာဗမော်တင်အောင်မြတန်းတင့်နှင့်ကြပြဆရာမောင်သိန်းနိုင်တို့အား၎င်းရိုးရာမြန်မာမိရထားလန်ကိုတွေ့ချွေးမှတ်တမ်းစာအုပ်ကိုထုတ်နှုတ်ကိုးကားရန်ခွင့်ပြုခဲ့သောစာရေးဆရာလင်းယုံတစ်လွင်အား၎င်းတန်ဖြူစရက်စစ်သင်းချိုင်းနှင့်ပတ်သက်သမျှလိုအပ်သည့်အချက်အလက်များနှင့်ဓာတ်ပုံများပါရိုက်ကူးပေးခဲ့သောဆရာမင်းမြင့်တန်းမော်လမြိုင်အထကလေးအား၎င်းဤစာအုပ်ပုံနှိပ်ထုတ်ဝေရာတွင်လိုအပ်သည့်အကူအညီများပေးခဲ့ကြသည့်ဦးအောင်စိန်ရွှေပြည်စိုးပုံနှိပ်တိုက်နှင့်ဦးစံအောင်အာမခံအဖွဲ့တို့အား၎င်းဤစာအုပ်ကိုဖျာပုံမြို့သို့တွားရောက်ရေးသားခဲ့စဉ်ကလိုလေသေးမရှိစောက်ရှောက်ကူညီခဲ့ကြသည့်ဖျာပုံပရဟိတဆရာတော်အရှင်ဦးဉာဏ်နိတရာဘိဝင်တနှင့်ပရဟိတအတွင်းရေးမှူးဦးမြတ်ကျွယ်တို့အား၎င်းအထူးကျေးဇူးတင်ရှိပါကြောင်းအမှတ်တရဖော်ပြအပ်ပါသည်လင်းယုံမောင်မောင်73ဇန်နဝါရီ1984သွေးချောင်းစီးခဲ့ရသောအရှိတောင်အာရှအညာနွေ၏ပူလောင်သောနေရောင်အောက်တွင်အေယာဝတီမြစ်၏ရေအလင်းသည်ပြင်းကြီးဖွယ်ရာငြိမ်သက်စွာစီးဆင်းနေသည်ဝဲရာတစ်ဖက်တစ်ချက်မြစ်ကမ်းနှစ်ဖူးပေါ်တွင်အစီရီပေါက်နေကြသောတစ်ပင်ကြီးငယ်များမှလည်းလုံးဝလေတိုက်ခတ်ခြင်းမရှိသဖြင့်နေ၏အပူရှိန်ကြောင့်ငိုက်မြည်နေကြသလိုငြိမ်ချက်သာကောင်းလာသည်ရုတ်တရက်အမှတ်မတင်ခက်လန်းလှမ်းမှကြည့်လိုက်လျင်အရှိမြောက်မှအနောက်တောင်စီသို့ခက်ယွန်းယွန်းစီးဆင်းနေသောတမိုင်နီးပါးမျှရှည်လျားသည့်မြစ်ကြောင်းတစ်လျှောက်တွင်ရေပြင်ရောမြေပြင်တွေပါတက်ရှိသတ္တဝါဟူ၍လုံးဝမမြင်မတွေ့ရလောက်အောင်ဖြစ်နေသည်သို့သောထိုသို့မြစ်ကိုအလျားလိုက်လှမ်းမြော်မကြည့်ပဲဟိုမာဘက်ကန်းနှင့်ဒီမာဘက်ကန်းစီသို့ဒေါင်လိုက်ဖြတ်ကြည့်လိုက်မည်ဆိုပါကဂိုက်200မှ300နီးပါးအထိကျယ်ပြန့်သောမြစ်ပြင်၏တနေရာတွင်လှေငယ်တစ်စင်းကိုဖြုံးငနဲတွေ့မြင်ကြရမည်ဖြစ်သည်ဟုတ်သည်ကုတ်ကိုပင်ကြီးများဖြင့်အုပ်အုပ်ဆိုင်ဆိုင်ဖြစ်နေသောဝဲဘက်မြစ်ကမ်းနှင့်ဂိုက်90ခန့်အကွာရေလေတွင်လှေငယ်တစ်စင်းကိုအထင်းသားတွေ့မြင်နေရသည်ပို၍အနီးကပ်ကြည့်မည်ဆိုပါကအလျား12ပေခန့်အနံ3ပေတာခန့်ရှိ၍တငါလှေလိုကုတိုလှေလိုဟုထင်ရသောအဆိုပါလှေငယ်ပေါ်တွင်လူ9ယောက်လိုက်ပါလာသည်ကိုတွေ့ကြရမည်ဖြစ်သည်
မှန်သည်လှေပေါ်တွင်စုစုပေါင်းလူ9ယောက်ပါလာသည်သို့သောအဆိုပါလူ9ယောက်၏ဝစ်စားစီရင်မှုအဆောင်အယောင်များနှင့်ရုပ်လက္ခဏာများကိုကြည့်ခြင်းအပြင်သူတို့တွေမှာတယောက်နှင့်တယောက်မတူကွဲပြားခြားနားနေကြသည်ကိုအထင်ရှားသိမြင်နိုင်သည်ရှေးဦးစွာလှေ၏ပဲ့ပိုင်းတွင်ခက်ကုတ်ကုတ်ထိုင်၍ပါလာသူကိုကြည့်လိုက်ပါကနေလောင်ထားသဖြင့်တပိတ်ရောင်ပေါက်နေသောသူ၏ကြောပြင်ကြီးကို၎င်းသူ၏ဦးခေါင်းတွင်ပတ်ထားသောအကွက်မပေါ်တော့သည့်အညာဖြင်ချမ်းလုံးကြီးကို၎င်းသူ၏လက်ထဲမှလှော်တက်ကို၎င်းတွေ့မြင်ရခြင်းအပြင်ထိုလူမှာထိုရက်ထိုဒေသမှတငါတဲ့လှေသမားတစ်ယောက်တော်၎င်းသို့မဟုတ်ဂိုင်းသမားရာသမားတစ်ယောက်တော်၎င်းဖြစ်ရမည်ဟုမုတ်ချအတက်ပြောနိုင်သည်ထိုနည်းတူစွာပင်အဆိုပါလှေသမား၏အသားအယောင်နှင့်လုံးဝဆန့်ကျင်ဘက်ဖြစ်သောအသားဖြူအသားဝါဟုဆိုနိုင်လောက်သည့်အခြားလူ3ယောက်၏ဝစ်စားဆင်ရင်မှုနှင့်အဆောင်အယောင်များကိုကြည့်ရခြင်းအပြင်သူတို့တွေသည်ဂျပန်စစ်ဗိုလ်စစ်သားများဖြစ်ကြောင်းမပြောဘဲသိနိုင်ကြသည်သူတို့3ယောက်အနက်တစ်ယောက်မှာကတုံးစတောက်နှင့်ဖြစ်၍အသက်30ကျော်40ပတ်ဝန်းကျင်ခန့်ရှိပြီဖြစ်သည်သူဝစ်ဆင်ထားသည့်ကျူးစစ်ခေါ်ဂျပန်စစ်အင်ဂျီမှာအယောင်များဖြော့နေပြီဖြစ်တော်လဲလေဘင်းကော်လန်တစ်ဖက်တစ်ချက်တွင်တက်ဆင်ထားသည့် one line 2 star ခေါ်တကြောင်ကျဲ2ပွင့်တစိမ့်အမှတ်အသားများနှင့်သူ့ခါမှခပတ်တွင်တွဲလောင်းချိတ်ဆွဲထားသည့်ဓာရှည်ကြီးကိုတွေ့မြင်ရခြင်းဖြင့်ဂျပန်စစ်ဗိုလ်တအူးဖြစ်ကြောင်းသိနိုင်သည်ကျန်2ယောက်အနက်တစ်ယောက်မှာအင်ဂျီ3လုံးနှင့်ဖြစ်၍ဂျပန်ပြောင်းတိုရိုက်ဖယ်တစ်လက်ပါရှိသည်အခြားတစ်ယောက်မှာမူကျဲ3ပွင့်တက်ဆင်ထားပြီးသူ့လက်ထဲတွင်လှန်စွပ်အစင်သင့်တက်ထားသည့်ဂျပန်ပြောင်းရှည်ရိုက်ဖယ်တစ်လက်ကင်ထားသည်သူတို့2ယောက်စလုံးသည်နောက်ဖက်တွင်အနားပတ်အဝတ်စများတွဲရွဲ့ကျနေသည့်ဂျပန်စစ်အိုးထုပ်များကိုစောင်းထားကြသည်ဂျပန်စစ်ဗိုလ်သည်လှေသမားကိုကြောပေး၍ပဲ့ပတ်မှထိုင်ပြီးကြံစစ်သား2ယောက်မှမူစစ်ဗိုလ်နှင့်မျက်နှာချင်းဆိုင်လှေ၏ဥပတ်မှထိုင်လျက်သားလိုက်ပါလာကြသည်ဤလှေငယ်ကလေးပေါ်တွင်အထူးခြားဆုံးနှင့်စိတ်ဝင်စားဖွယ်ရာအကောင်းဆုံးလူမှာပြင်စမမြောက်ပုပ်ကိုပင်ဖြစ်သည်ရုတ်တရက်ခက်လန်းလန်းမှတော်၎င်းကမ်းပေါ်မှတော်၎င်းကြည့်လိုက်မည်ဆိုပါကလှေပေါ်တွင်လူ4ယောက်သာတွေ့မြင်နိုင်မည်ဖြစ်သည်အဘဲကြောင့်ဆိုသောအထက်ဖော်ပြပါပြင်စမမြောက်လူမှာအခြားသူများကဲ့သို့လှေပေါ်တွင်ထိုင်လျက်သားပါလာခြင်းမဟုတ်ဘဲဂျပန်စစ်ဗိုလ်နှင့်ဂျပန်စစ်သား2ယောက်အကြားလှေ၏ဝမ်းထဲတွင်မှောက်လျက်သားပါလာသောကြောင့်ဒီထို့ထက်ပို၍စိတ်ဝင်စားဖွယ်ရာကောင်းသည်မှာလှေထဲတွင်မှောက်လျက်သားပါလာသူမှာလက်နှစ်ဖက်ကိုဝါယာကြိုးဖြင့်နောက်ပြန်တုပ်ထားခြင်းခံရသည့်ပြင်သူဝစ်ထားသည့်အင်ဂျီမှာလည်းကြောဘက်၌ရစရာမရှိအောင်အစိတ်စိတ်အမွှာမွှာစုပ်ပြဲနေပြီးအချို့နေရာများ၌အင်ဂျီအဆုပ်ပြဲများမှာသွေးစာသွေးနာများဖြင့်ကြောဘက်တွင်ကပ်နေသည်တွေ့ရခြင်းဖြစ်သည်ဤသို့လျှင်ဤနေရာတွင်မေးစရာမေးခွန်း2ခုထွက်ပေါ်လာသည်ပထမမေးခွန်းမှာလှေပေါ်တွင်ရင်းသို့လက်ပြန်ကျိုးတုပ်လျက်မရှုမလဒဏ်ရာများဖြင့်မှောက်လျက်သားပါလာသူသည်မြည်သူမြည်ဝါနီးဟူသောမေးခွန်းဖြစ်သည်ဒုတိယမေးခွန်းမှာဤဂျပန်စစ်ဗိုလ်နှင့်စစ်သားများသည်ဒဏ်ရာများရနေသောဤလူကိုမြည်သို့သောရည်ရွယ်ချက်ဖြင့်နေကင်းကြောင်တောင်နှွေခေါင်ခေါင်တွင်အေယာရီမြစ်၏ရေလေသို့လှေငယ်တစ်စင်းဖြင့်ခေါ်ဆောင်လာပါသည်ဟူသောမေးခွန်းပင်ဖြစ်သည်ပထမမေးခွန်းကိုအတူချုံး၍အကျဉ်းယုံဖြင့်ဖြေရလျင်လှေပေါ်တွင်ဂျပန်စစ်ဗိုလ်နှင့်စစ်သားများအကြားမှောက်လျက်သားပါလာသူမှာပခုတ်ကူခရိုင်အတွင်းမှမြေအောက်စီယုံရေးသမားရဲဘော်တဦးဖြစ်၍လွန်ခဲ့သည့်တပတ်ခန့်ကဂျပန်စန့်ကျင်ရေးစာရွက်စာတမ်းများနှင့်အတူဂျပန်တို့၏ဖမ်းဆီးခြင်းခံရသူဖြစ်သည်ဒုတိယမေးခွန်း၏အဖြေမှာဂျပန်ကင်ပေတိုင်များသည်အဆိုပါဂျပန်စန့်ကျင်ရေးသမားမြေအောက်ရဲဘော်အား3ရက်တိတိနီးမျိုးစုံဖြင့်နှိပ်စက်ညှင်းဆဲ၍စစ်ဆေးမေးမြန်းခဲ့ကြပြီးနောက်ဘာတစ်ခုမှမေးမြသည့်အစုံလူမဆန်သည့်နီးကိုသုံး၍နောက်ဆုံးမေးမြန်းခြင်းအဖြစ်မေးမြန်းစစ်ဆေးကြရန်ဤမြစ်အေယာဤရေလေသို့ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဂျပန်များသည်မြည်သို့သောလူမဆန်သည့်နီးကိုသုံးရန်စီစဉ်ပြင်ဆင်ထားကြပါသည်ဤမေးခွန်းကိုမူဖြေရမလို့အဘဲကြောင့်ဆိုသောမေးခွန်း၏အဖြေကိုဂျပန်စစ်ဗိုလ်နှင့်စစ်သားများကမကြာမီလက်တွေ့ပြသလိုက်ကြသောကြောင့်ဖြစ်သည်လှေကလေးသည်တညိမ့်ညိမ့်စီးနေသောရေချောင်းကိုစုံ၍တအိအိလှော်လာခဲ့ရာမှခဏကြာတွင်ဂျပန်စစ်ဗိုလ်သည်နောက်သို့မတိမတာစောင်းခဲ့ကလှေသမားအားဂျပန်ဘာသာဖြင့်တခွန်းလှမ်းပြောလိုက်သည်ဤတွင်
အင်ဂျီတုံးလုံးဖြင့်ဂျပန်စစ်သားကလှေသမားကိုရပ်ပါဟုဗမာစကားဖြင့်အော်ပြောလိုက်ရာခက်ကုတ်ဖြင့်ခက်တုတ်လှော်လာခဲ့သောလှေသမားသည်ရုတ်တရက်အလှော်ရက်ကတက်ကိုလှေနရံတွင်ကပ်၍မေးထားလိုက်သည်လှေကလေးသည်ခက်စောကလောက်မမြန်တော့ပဲရေစီးအတိုင်းခက်မှန်ဖြစ်သွားသည်ဤတွင်ဂျပန်စစ်ဗိုလ်သည်မျက်နှာချင်းဆိုင်မှဂျပန်စစ်သား2ယောက်အားဂျပန်စကားဖြင့်တစုံတရာထပ်ပြောလိုက်ပြန်သည်ဂျပန်စစ်ဗိုလ်၏စကားအဆုံးတွင်ဂျပန်စစ်သား2ယောက်သည်ဟိုက်ဟုဆိုကသူတို့လက်ထဲမှရိုက်ဖယ်တနက်များကိုလှေနရံတွင်ကပ်၍အသာချထားလိုက်ကြသည်ထို့နောက်ကျဲသုံးပွင့်စစ်သားသည်ထိုင်လျက်သားရှေ့သို့အနှဲငယ်ကုန်း၍လှေဝမ်းထဲမှမှောက်လျက်ဖြစ်နေသောလူကိုတင်ပါမှကင်ကပက်လက်အနေထားဖြစ်အောင်မ၍လှန်လိုက်သည်သို့သောရေလယ်မှလှေပေါ်တွင်ဖြစ်နေ၍လှေမှောက်သွားမည်ဆိုသဖြင့်အားရှိသလောက်မလုပ်ရဲပဲဖြစ်နေသည်ဤတွင်အင်ဂျီမပါသောစစ်သားကတစ်ဖက်မှနေ၍မှောက်လျက်ဖြစ်နေသောလူကိုခါမှလှမ်းကင်ကဆွဲလံပေးလိုက်ရာထိုလူမှာပက်လက်အနေထားဖြစ်သွားတော့သည်ဂျပန်စစ်ပလိတ်အဖွဲ့ကိုဂျပန်ဘာသာဖြင့်ခေါ်ခြင်းဖြစ်သည်ကင်ပေတိုင်အကြောင်းကိုနောက်ပိုင်းတနေရာတွင်ဖော်ပြထားပါသည်စာရေးသူဂျပန်တို့၏ရက်စက်မှုဒဏ်ရာဒဏ်ချက်များမှာယခုမှပူ၍ပေါ်လာသည်ပလက်လန်နေသောထိုသူ၏မျက်နှာတစ်ခုလုံးမှာဖူးယောင်နေပြီးမျက်လုံးတစ်ဖက်မှာတစုံတစ်ခုဖြင့်ထုရိုက်ထိုးကျိတ်ခြင်းခံထားရသည့်ပုံသဏ္ဍာန်ဖြင့်ညိုမဲနေသည်ကိုတွေ့ရသည်ရှက်အင်ဂျီလက်တူမှာရင်ဘတ်ကျဲသည့်တစ်လုံးပြုတ်ကဟပြဲကြီးဖြစ်နေရာအင်ဂျီပေါ်တွင်စစ်ဖက်နှက်တစ်ချမ်းရာကြီးတွေ့ရပြီးရင်ဘတ်ဘေးတွင်လည်းအစင်းဖြစ်နေသည့်ဒဏ်ရာများကိုတပိုင်းတစလှမ်းမြင်နေရသည်ထို့ပြင်ခြေထောက်နှစ်ဖက်စလုံးမှခြေမနှင့်ခြေညိုးများအကြားတွင်မီးလောင်ဖူကြီးများဖြင့်နီရဲနေသည်ကိုတွေ့ရသေးသည်မြေအောက်ရဲဘော်မှာအသက်20ပတ်ဝန်းကျင်သာရှိအောင်မည်ဟုခန့်မှန်းရသည်ရဲဘော်သည်ယခုမှသတိပြန်လည်လာဟန်တူသည်မျက်လုံးများကိုဖြည်းညင်းစွာအာယူဖွင့်ကြည့်သည်သို့သောဒဏ်ရာများကြောင့်လောမွန်းတဲလူဆဲနေရောင်ဤစူးရှားမှုကြောင့်လောမပြောတတ်ဟူ၍ညီးတွားရင်မျက်လုံးနှစ်ဖက်စလုံးပြန်မိတ်သွားသည်ခဏကြာတွင်ဂျပန်စစ်ဗိုလ်၏အမိန့်ပေးချက်အရအင်ဂျီတုံးလုံးဖြင့်ဂျပန်စစ်သားသည်သူ၏နောက်ကျောမှလှေ၏ဥပိုင်းတွင်အသင့်ပါလာသည့်မြေအိုးတစ်လုံးကိုလှမ်းယူလိုက်သည်မြေအိုးမှာအဝတထွာခန့်ရှိပြီးဆလောင်းဖုံးဖြင့်ပိတ်ထားသည့်ပြင်အိုးနှုတ်ခမ်းတွင်၎င်းဆလောင်းဖုံးကိုပိတ်၍၎င်းအုံးဆန်ကြိုးခတ်သေးဖြင့်ချီနှောင်ရစ်ပတ်ထားသည်ကိုထူးဆန်းစွာတွေ့ရသည်ထို့ပြင်အိုးဤဖင်ဘတ်တွင်လည်းမက်ဆီတာခန့်အပေါက်လေးတစ်ပေါက်ဖောက်ထားသည်ကိုတွေ့မြင်ရသည်ဂျပန်စစ်သားသည်အဆိုပါထူးဆန်းသောမြေအိုးကလေးကိုမလိုက်ရာအထဲမှတချွတ်မြည်တံကိုကြားရသည်လှော်တက်ကိုမှေး၍ကင်လာသောလှေသမားသည်ဂျပန်စစ်သား၏လက်ထဲမှမြေအိုးကလေးကိုတအံ့တော်ရှိလာသည့်အမူအရာဖြင့်စိုက်ကြည့်နေမိသည်ဒီမြေအိုးထဲဘာများထည့်လာပါလဲဒီဂျပန်တွေဘလို့များလောက်ကြမလဲလှေသမား၏အံ့ဩမှုသည်ကြာဆိုင်မနေရမြေအိုးကင်ထားသောစစ်သားသည်သူ့အဖော်စစ်သားကိုတစုံတရာလှမ်းပြောလိုက်ရာအဖော်စစ်သားကသူ့ခါမှဂျပန်ရေဘူးကိုဖြုတ်ကာအဖုံးကိုဖွင့်လိုက်သည်ထို့နောက်ပက်လက်လန်နေသောရဲဘော်၏အင်ဂျီစားကိုဗိုက်မှဆွဲလှန်လိုက်သည်ထိုအခိုက်ဂျပန်စစ်ဗိုလ်သည်ရုတ်တရက်ကြပြဖြင့်ဂျပန်လိုလှမ်းပြောလိုက်ရာမြေအိုးမှဆလောင်းဖုံးကိုပတ်ချီထားသည့်ကျိုးစားကိုဖြေနေသောဂျပန်စစ်သားသည်ဟိုက်ဟုဆိုကာကျိုးကိုဆက်မဖြေသေးပဲရပ်ထားလိုက်သည်ဗိရမရေဘူးကင်ထားသောစစ်သားကအခြားလက်တစ်ဖက်ဖြင့်ရဲဘော်၏ပေါင်ကိုစုပ်ကင်ကလှုပ်လိုက်သည်ဗိရမပြောမယ်ကားမပြောဘူးကားပြောမယ်ကားမပြောဘူးကားဂျပန်စစ်သား၏အတန်နှင့်ခက်ကြမ်းစုပ်ကင်လှုပ်ရမ်းမှုကြောင့်ရဲဘော်သည်ပါဇက်မှညီးရင်မျက်လုံးကိုအာယူ၍ဖွင့်ကြည့်ပြန်သည်သို့သောညာဘက်မျက်လုံးမှာရောင်ကိုင်းနေသဖြင့်ဖွင့်မရဘယ်ဘက်မျက်လုံးသာခက်မေးဖွင့်နိုင်သည်ပြောမယ်ကားမပြောဘူးကားရဲဘော်၏မျက်လုံးသည်မှေးနေရာမှအနှဲငယ်ကျဲလာသည်ကျဲရာမှအနှဲငယ်ပြူးလာသည်လှေပေါ်တွင်ပက်လက်ဖြစ်နေသောကြောင့်သူ့ခြေရင်းဘက်မှသူ့မျက်နှာကိုအပေါ်မှစီး၍ကြည့်နေကြသောဂျပန်စစ်အုတ်ထုပ်နှလုံးကိုခတ်ဆောင်းမြင်နေရသည်နေအောင်သည်မျက်လုံးထဲသို့စူးဝင်လာသည်ထိုအခိုက်အတန့်တွင်ရဲဘော်၏မျက်လုံးမှအယောင်သည်နေရောင်ထက်ပို၍စူးရှသည်ဟုထင်မှတ်လိုက်ရသည်မပြောဘူးကွမပြောဘူးဘက်ကဲရိုခူရာ
ရဲဘော်ဤခေါင်းရင်းဘက်မှဂျပန်စစ်ဗိုလ်ဤဆဲဆူရေရွတ်တန်နှင့်အတူခွက်ခနဲကြားလိုက်ရသည်ရဲဘော်ဤမျက်နှာသည်သူ၏ဘယ်ဘက်နှစ်ထင်ကိုလှမ်းကန်လိုက်သောဂျပန်စစ်ဗိုလ်ဤစစ်ဖက်နှက်ကြောင့်ညာဘက်သို့ရိုင်ကျသွားသည်တွားခေါ်သလောက်မျက်နှာပေါက်ဆိုးလာသောဂျပန်စစ်ဗိုလ်သည်ဒေါသတကြီးဖြင့်ဂျပန်လိုလှမ်းអော်လိုက်သည်ခတ်စောစောကရေဘူးကိုဖွင့်၍အသင့်ဖြစ်နေသောဂျပန်စစ်သားသည်ရဲဘော်၏ဘိုက်သားပေါ်သို့ရေဘူးကိုငှဲ့၍လောင်းချလိုက်သည်နီညိုရောင်ပြစ်ချွဲအရေများသည်ရဲဘော်၏ဘိုက်ပေါ်တွင်ရွှဲသွားသည်ထညံ့နှံ့လိုတကာနှံ့လိုချိုမွှေးအနံ့များထွက်လာသည်ချက်ချင်းလိုပင်မြေအိုးကင်ထားသောဂျပန်စစ်သားသည်ဆလောင်းဖုံးမှကြိုးစားကိုအပီးသက်ဖြေလိုက်သည်သို့သောသူသည်အိုးထဲမှတချွတ်လှုပ်ရှားနေသောတတဝါထွက်လာမည်ဆိုသဖြင့်ဆလောင်းဖုံးကိုလက်ဖြင့်တအားဖိထားသည်ထို့နောက်စစ်သားနှစ်ယောက်သည်ဂျပန်ဘာသာဖြင့်တယောက်တခွန်းအပြန်အလှန်ပြောရင်းကြံရှိနေသေးသောမြေအိုးနှုတ်ခမ်းပတ်လည်မှကြိုးစားများကိုမိမိရကင်ကမြေအိုးကိုခတ်စောကထညက်ရည်လိုတကားရည်လိုပြစ်ချွဲအရေများရွှဲဆိုနေသည့်ရဲဘော်၏ဘိုက်ပေါ်သို့ဖြုံးကနေမှောက်လျက်သာတင်လိုက်ကြသည်ထိုခိုက်တက်မှာပင်ဂျပန်စစ်ဗိုလ်ကတစုံတရာသတိပေးသည့်အတန်မျိုးဖြင့်တစ်ချက်လှမ်းပြောလိုက်သည်ခဏချင်းမှာပင်ဂျပန်စစ်သားနှစ်ယောက်သည်အချက်ပေးကတယောက်ကဆလောင်းဖုံးကိုစက်ခနဲဖွင့်ကတယောက်ကမြေအိုးကိုရဲဘော်၏ဘိုက်ဖြင့်ချက်ချင်းဖိကတ်ထားလိုက်သည်ဒီကြားထဲကအိုးထဲမှတရဝါသည်လှစ်ခနဲထွက်ပြေးရန်ကြိုးစားသေးသည်သို့သောစစ်သားတယောက်ကလင်းမြန်ဖြက်လက်စွာဖြင့်သူ့အမီးကိုဖမ်းဆွဲလိုက်နိုင်သောကြောင့်မပြေးသာတော့ပဲအိုးထဲမှပင်ပိတ်လောင်မိနေခဲ့သည်ဂျပန်စစ်သားနှစ်ယောက်၏လုံပုံကိုင်ပုံများကိုတအံ့အောကြည်နေမိသောလှေသမားသည်ဤတွင်မှမြေအိုးဖြင့်ထဲ့၍ပိတ်လောင်ယူလာခဲ့သောတရဝါကိုဖြတ်ခနဲမြင်လိုက်ရပြီးမျက်လုံးများပြူးသွားမိသည်အလိုလေးအီယာမမြေကျွက်ကြီးပါလားမှန်သည်မြေအိုးထဲတွင်ပါလာသည့်တရဝါမှာတာမန်အိမ်ကျွက်များထက်3ဆ4ဆခန့်ကြီးသည့်မြေကျွက်ကြီးတစ်ကောင်ဖြစ်သည်ဂျပန်ကင်ပေတိုင်စစ်ဗိုလ်သည်ဤမြေကျွက်ကြီးကိုယမန်နေ့နနက်ကပင်တကူးတကရှာဖွေဖမ်းယူကမြေအိုးထဲတွင်ထည့်၍အစာရေစာမကျွေးဘဲပိတ်လောင်ထားခဲ့သည်သို့သောလေဝင်နိုင်ရန်အတွက်အိုးဤဖင်ဘက်တွင်အပေါက်သေးတစ်ပေါက်ဖောက်ပေးထားခဲ့သည်ထို့သို့တရက်မြအစာရေစာမကျွေးဘဲအငတ်ထားခဲ့သောမြေအိုးထဲမှမြေကျွက်ကြီးကိုယခုတော်မူဂျပန်တို့ကကောင်းကြီးအစာကျွေးနေပြီဖြစ်သည်ထူးဆန်းသောအစာကျွေးပုံကျွေးနည်းမှာဤသို့ဖြစ်သည်လေဝမ်းထဲတွင်ပက်လက်လန်နေသောရဲဘော်၏ဘိုက်ပေါ်တွင်အိုးကိုမှောက်တင်ပြီးကျိုးဖြင့်အသေးပတ်ချီလိုက်ပြီးဖြစ်ရာအိုးထဲမှမြေကျွက်ကြီးမှာရခင်ကအတိုင်းအိုးထဲမှပင်ပိတ်မိနေသည်သို့သောမြေကျွက်ကြီးအတွက်ရခင်ကဤအိုးထဲတွင်ဆလောင်းဖုံးဖြင့်ပိတ်လောင်ထားခဲ့စဉ်ကနှင့်မတူတော့ဘဲထူးခြားသည့်အချက်တစ်ချက်ကိုတွေ့ရသည်ပထမတွင်မူမြေကျွက်ကြီးသည်ဤထူးခြားချက်ကိုရုတ်တရက်သတိမပြုမိပဲခက်စောကလိုပင်သူ့အတွက်တစ်ခုတည်းသောထွက်ပေါက်ဟုထင်မှတ်ရသည့်အိုးဤဖင်ဘက်မှအလင်းရောင်ဝင်နေသောအပေါက်ကလေးကိုပင်တအားတိုး၍ထွက်ရန်ကြိုးစားနေသေးသည်ကြိုးစား၍မရသည့်အဆုံးအိုးထဲမှပင်ပတ်ချလှဲ့၍ကြောက်အားလန့်အားဖြင့်ပြေးလွှားနေရင်းကရဲဘော်၏ဘိုက်သားပေါ်သို့ရောက်သွားတော်သည်ဤတွင်မှရဲဘော်၏ဘိုက်ပေါ်တွင်ရွှဲဆိုနေသောထညက်ရည်တကားရည်များကိုသတိပြုမိပြီးနှုတ်သီးဖြင့်ထိုးကြည့်သည်နောက်ရှာဖြင့်ရက်ကြည့်သည်နောက်ဆုံး၌နိုင်ပေါင်း24နာရီမျှမကတရက်ကြော်အစာငတ်နေခဲ့သောမြေကျွက်ကြီးအတွက်ထညက်ရည်နှင့်တကားရည်များထပ်ပို၍အရသာထူးခြားသည့်အစားအစာတစ်ခုကိုတွားတွေးတော်သည်မှန်သည်ဤထူးခြားကောင်းမွန်သည့်အရသာဖြင့်ပြည့်စုံသောအစားအစာမျိုးကိုဤမြေကျွက်ကြီးအတွက်သူ့တသက်နှင့်တကူတခါဖူးမျှမစားဘူးမတောက်ဘူးကဲအဘဲကြောင့်ဆိုသောဤမြေကျွက်ကြီးသည်ရဲဘော်၏ဘိုက်ပေါ်ရှိမြေအိုးထဲတွင်ပိတ်လောင်မိနေရာမှထွက်ပေါက်ရှာရင်းထညက်ရည်များနှင့်တကားရည်များလောင်းထားသောရဲဘော်၏ဘိုက်သားကိုဖောက်စားခဲ့ယုံမျှမကဘိုက်ထဲမှအသေးကလီစာများပါမကြံကြိုက်ဖြတ်စားတောက်ခဲ့ပြီးဖြစ်သောကြောင့်ဒီဤသို့ဖြင့်ဗမာတမျိုးသားလုံးဂျပန်တို့၏ဓာမိုးအုပ်ဆိုးခြင်းခံခဲ့ရစဉ်ကတခုသောနွေရာသည်တခုသောနေ့တစ်နေ့တွင်မြစ်အေယာ၏ရေပြင်ပေါ်မှလှေငယ်တစ်စင်းပေါ်၌ဂျပန်စန့်ကျင်ရေးမြေအောက်ရဲဘော်တယောက်သည်ဂျပန်တို့၏မကြားဝင့်မမြင်ရက်เสียလူမဆန်သည့်ရက်ဆက်မှုအောက်တွင်မရှုမလအသက်ပျောက်ခဲ့ရသည်
ဤသို့ဖြင့်ထိုနေ့ထိုရက်ထိုချိန်ကအေယာဝတီမြစ်အတွင်းလှေငယ်တစ်စင်းပေါ်၌အရှင်လက်လက်ဝမ်းပိုက်ထဲသို့ကြွက်ဖောက်၍ဥအသေးကလေးစာများကိုကိုက်ဖြတ်စားတောက်ခြင်းခံရသဖြင့်မချိမဆန့်ဟစ်အော်နေရှာသောမြေအောက်ရဲဘော်ဤရင်နာဖွယ်အတန်များနှင့်ဤအဖြစ်ကိုကြည့်ကသဘောအကျကြီးကြ၍အားရပါရရေမောနေကြသောဂျပန်ကင်ပေတိုင်များဤခံပြင်းဖွယ်တဝါဝါတဟားဟားအတန်များသည်ထိုနေရာတဝိုက်တွင်ပဲ့တင်ထက်၍ရိုက်ခတ်နေခဲ့သည်နောက်ဆုံး၌ဂျပန်စစ်သားနှစ်ယောက်သည်သွေးတန်ရဲရဲဖြင့်ဗိုက်ဟောင်းလောင်းဖြစ်ခါအသက်ပြောင်းနေရှာပြီဖြစ်သောရဲဘော်ဤမြင်မကောင်းရှုမကောင်းသည့်ရုပ်အလောင်းကိုလှေပေါ်မှမြစ်ထဲသို့ကန်ချလိုက်ကြသည်အေယာဝတီမြစ်ရည်သည်ထိုနေရာတဝိုက်တွင်ရဲရဲနေသွားခဲ့သည်29ရက်မတ်လ1943ကျွန်တော်တို့၄ယောက်စလုံးဆက်စရာများဖြစ်ကြသည့်ကူရိုတာဝါနီရှီဂူရှီယာဝတာနှင့်ကျွန်တော်ဒီညနေ3နာရီတိတိတွင်ဌာနချုပ်ရုံးခန်းရှိသို့ရောက်နေကြသည်18ရက်နေ့ကကျွန်တော်တို့၏လေရင်ပစ်အမြောက်တပ်မှပစ်ချခြင်းခံခဲ့ရသည့်ဒေါက်ကလပ်အမျိုးအစားရန်သူလေရင်မှလေရင်မောင်းသမား2ယောက်နဲ့1ယောက်မှအမှတ်9အခြေစိုက်တပ်ဖွဲ့တွင်ရက်အနှဲငယ်စစ်ဆေးမေးမြန်းခြင်းခံခဲ့ရပြီးဆလာမွာမျိုးစောက်တပ်ဖွဲ့သို့ပြန်ရောက်လာပြီးဖြစ်သည့်ပြင်သူ့ကိုတပ်ပစ်ရန်ဆုံးဖြတ်ပြီးဖြစ်ကြောင်းသိရသည်ယနေ့နနက်ပိုင်းကတပ်မှူးကိုမေဤသည်ကျွန်တော်တို့ရှိရာမျှော်စင်စခန်းသို့ရောက်လာပြီးလေရင်သမားအကျဉ်းသားကိုဂျပန်ဘူရှီဒိုသူရဲကောင်းများ၏မွန်မြတ်သောအစဉ်လာရသူကိုယ်တိုင်အမျက်တနိုးထားသည့်သူ၏ဓာဖြင့်ခုတ်သက်ရန်စီစဉ်ထားကြောင်းပုဂ္ဂိုလ်ရေးအရပြောသွားသည်ထို့ကြောင့်ပင်ကျွန်တော်တို့သည်ဤအဖြစ်ပြက်ကိုကြည့်ရန်ရောက်လာကြခြင်းပင်ဖြစ်သည်10မိနစ်တာမျှစောင့်နေကြပြီးနောက်အဆောင်တက်သားတစုအချုပ်ခန်းရှိရာသို့ရောက်လာကြပြီးအကျဉ်းသားကိုခေါ်ထုတ်သွားကြသည်ထို့သို့ခေါ်မသွားမီအကျဉ်းသားအားနောက်ဆုံးတောက်ခြင်းဖြင့်တောက်စေရန်ရေတစ်ခွက်တိုက်သေးသည်ထို့ခိုက်စေးမှုချုပ်ဖြစ်သောအရာရှိနှင့်တပ်မှုတို့သည်ဌာနချုပ်မှတက်ခွဲမှုနှင့်အတူအရာရှိရိတ်သားမှအတူထွက်လာကြသည်သူတို့အားလုံးဓားရှည်များချိတ်ဆွဲထားကြသည်အချိန်ကရောက်လာပြီဖြစ်သဖြင့်အကျဉ်းသားကိုရှေ့သို့ခေါ်လာရာတရီးတရိုင်ဖြင့်ပါလာသည်သူ့လက်နှစ်ဖက်စလုံးကိုကြိုးများဖြင့်တုံနှောင်ထားပြီးရှည်လျားသောသပင်များကိုလည်းတိုးနိုင်သမျှတိုးအောင်ညှက်ထားသည်ကိုတွေ့ရသည်သူသည်သူ၏ရှေ့ရေးကိုရိပ်မိခြင်းမှရိပ်မိမည်ဖြစ်သည်သို့နှင့်ပင်သူ့ကိုထရက်ကားပေါ်သို့တင်ကာကျွန်တော်တို့သည်တတ်မှတ်ထားသည့်နေရာသို့ထုတ်လာခဲ့ကြသည်ကျွန်တော်သည်စေးမှုနှင့်ဘေးချင်းကပ်၍ထိုင်လာခဲ့သည်ကျွန်တော်တို့ကားပေါ်တွင်အဆောင်စစ်သား10ယောက်ပါလာသည်စူညံလှသည့်ဆက်တန်နှင့်အတူကျွန်တော်တို့ကားသည်တိမ်တောက်နေသည့်စီးစာအောက်တွင်အရှိန်ပြင်းစွာပြေးနေသည်နေလုံးကြီးသည်အနောက်ဘက်တောင်ကုန်းများ၏နောက်သို့တစဝင်ရောက်ပျောက်ကွယ်စပြုနေရာကျွန်တော်တို့တူရှူအရက်တွင်ကြီးမားလှသည့်တိမ်လိပ်တိမ်သားများကိုမြင်နေရသည်ပတ်လည်တွင်လည်းဖုံများတထောင်းထောင်းထနေသည်တိတ်ကြကြစောင့်ရတော့မည်မဟုတ်တော့လေကျွန်တော်တို့မကြမီမြင်တွေ့ရတော့မည်မြင်ကွင်းကိုစဉ်းစားကြည့်မိရင်ကျွန်တော်မှရင်ခုန်တန်မြင်လာပြီးတဒိတ်ဒိတ်ဖြစ်လာသည်ကျွန်တော်သည်သူ့ကိုကြည့်ရသည်မှာသူ့ကိုယ်သူတရားတစ်ခုကန်တစ်ခုဟုသဘောထားလိုက်ဟန်သူသည်ကားထဲတွင်ထိုင်၍လိုက်ပါလာရင်လူလောကကြီးကိုနောက်ဆုံးနှုတ်ဆက်သည့်အနေဖြင့်တောင်ကုန်းများနှင့်ပင်လယ်ပြင်ကိုငေးဆိုင်ကြည့်ကတစုံတရာအတွေးနယ်ချက်နေပုံရသည်ကျွန်တော်သည်ရုတ်တရက်တနာစိတ်ကိုချင်းစာနာမိသဖြင့်မျက်နာလွှဲပစ်လိုက်ရသည်ထရက်ကားသည်ပင်လယ်ကမ်းစပ်တစ်လျှောက်အပြေးလွှားမောင်းနေသည်မိနစ်20ကျော်မြအကြာတွင်သတ်မှတ်ထားသည့်နေရာသို့ရောက်ကြပြီးအားလုံးကားပေါ်မှဆင်းကြသည်တပ်မှူးကိုမေဤသည်အကျဉ်းသားရှိရာသို့ရောက်လာပြီးငါတို့မင်းကိုတတ်တော်မလို့ဟုပြောလိုက်သည်ဂျပန်ဘူရှီဒိုသူရဲကောင်းများ၏ထုံးတမ်းစင်လာအရဂျပန်ဓာဖြင့်ခုတ်၍တပ်မည်အကြောင်းနှင့်2မိနစ်3မိနစ်မျှသာကြာမည်အကြောင်းတပ်မှူးကပြောသောအခါအကျဉ်းသားသည်ဦးကောင်းငိုက်ဆိုင်ဖြင့်နားထောင်နေရှာသည်လေရင်မောင်းသမားတဦးဖြစ်သောအကျဉ်းသားသည်တစုံတရာခက်တိုးတိုးပြန်ပြောလိုက်သည်သူပြောလိုက်သည့်စကားမှာသူအားဓာဖြင့်ခုတ်သက်ရာ၌တစ်ချက်တည်းဖြင့်အသေးခုတ်သက်ရန်ပြောကြားဟန်တူသည်သူ့စကားထဲတွင်1ဟူ၍ကျွန်တော်ကြားလိုက်ရသောကြောင့်ဖြစ်သည်တပ်မှူး၏မျက်နှာမှာရုတ်တရက်ခက်တင်းတင်းဖြစ်သွားသည်သူကကောင်းပြီဟုပြန်ပြောရင်းသူ့မျက်နှာထားမှာပို၍မာလာသည်ဟုထင်ရသည်
အချိန်ကြာလာပြီဖြစ်၍အကျဉ်းသားအားရေများပြည့်နေသောဘုံချင်းကြီးနှုတ်ခမ်းဝတွင်ဒူးထောက်ခိုင်းသည်သူ့ကိုကြည့်ရသည်မှာစိတ်နှလုံးဒုံဒုံချထားဟန်တူသည်သူ့နဘေးပတ်လည်တွင်လှန်စွတ်ကိုင်အဆောက်စစ်သားများအားအကအကွယ်သဘောမျိုးဖြင့်ချထားသည်သို့ပါလျက်သူ့ကိုကြည့်ရသည်မှာတည်ငြိမ်လှသည်တက်တီလဲကောင်းလှသည်သူသည်သူ၏လေပင်ကိုပင်ဆန့်၍ပေးလိုက်သေးသည်ကျွန်တော်သည်ကိုအကျဉ်းသားနေရာတွင်ထား၍စဉ်းစားကြည့်လိုက်မိသည်နောက်တစ်မိနစ်ခန့်အတွင်းလောကကြီးမှထွက်ခွာသွားရတော့မည်ကိုတွေးမိပြီးကြက်သိမ်းများပင်ထားမိသည်ကျွန်တော်တို့စခန်းတစ်ဝိုက်ကိုနေ့စဉ်ဘုံကျဲခံနေရသဖြင့်ရန်သူများကိုအကြီးအကျယ်မုန်းနေမိတော့လဲလူသားတစ်ယောက်နေဖြင့်သူ့ကိုမြင်ရပြန်သောအခါတနာမိပြန်သည်တက်မှုသည်သူ၏ဓာတ်ကိုဓာတ်အိမ်မှဆွဲထုတ်လိုက်သည်ဤဓာတ်မှာနနက်ကမျောစဉ်စခန်းတွင်ကျွန်တော်တို့အားထုတ်ပြခဲ့ပြီးဖြစ်သည်နမီကျော်အိုစာမူရီဓာတ်ကြီးပင်ဖြစ်သည်ဓာတ်သွား၏အယောင်သည်လက်ခနဲဖြစ်သွားရာကျွန်တော်မှာကြောရိုးတဲကစိတ်ငနဲဖြစ်သွားမိသည်သူသည်အကျဉ်းသား၏လေပင်ကိုဓာတ်၏အနောက်ဖက်ဖြင့်ခက်ရွရွကလေးချိန်ဆလိုက်သည်ပြီးနောက်တရိုးကင်ထားသောလက်နှစ်ဖက်ကိုသူ၏ဦးခေါင်းပေါ်သို့ရောက်သည့်တိုင်အောင်မြောက်လိုက်ပြီးအရှိန်ဖြင့်တအားခုတ်ချလိုက်သည်ကျွန်တော်သည်အကြောများကိုအစွမ်းကုန်တောင့်ထားပြီးရက်ကြည့်နေမိသည်သို့သောဓာတ်ကိုတအားလွှဲ၍ခုတ်ချလိုက်သည့်အချိန်တွင်မူမျက်စိကိုဇုံမိတ်ထားလိုက်မိသည်ရွှီဟူသောအတန်မှာလေပင်သွေးကြောများမှသွေးများပန်းထွက်နေသည့်အတန်ဖြစ်သည်တစုံတစ်ခုသောအရာဝတ္ထုကိုခုတ်ပိုင်းချလိုက်သည့်အတန်မျိုးနှင့်အတူအကျဉ်းသား၏ခန္ဓာကိုယ်သည်ဘုံငနဲလဲကျသွားသည်အံ့ဩစရာလဲကောင်းတက်မှုသည်တစ်ချက်တည်းဖြင့်ဦးခေါင်းပြတ်သွားအောင်ခုတ်ပိုင်းချလိုက်နိုင်သည်ဘေးမှရက်ကြည့်နေသူများသည်ရှေ့သို့တိုးလာကြသည်ခန္ဓာကိုယ်မှတိကနေပြတ်ထွက်သွားသောဦးခေါင်းသည်ရှေ့နားတွင်လိမ့်နေသည်မဲနက်သောသွေးများသည်တရှိရှိပန်းထွက်နေသည်ကိစ္စအလုံးပြီးပြီဖြစ်သည်ဦးခေါင်းပြက်ကြီးသည်အယုတ်ခေါင်းပြက်တစ်ခုကဲ့သို့ဖြူဘက်ဖြူရော်ဖြင့်မလုံမရှက်ဖြစ်သွားသည်ခက်စောစောကကျွန်တော်စိတ်ထဲတွင်ခံစားမိသောရိုင်းဆိုင်မှုကြမ်းကြုတ်မှုများသည်လုံးဝပျောက်သွားခဲ့ပြီဖြစ်သည်ယခုအခိုက်အတန့်ခံစားမိသည်မှာမုံမြတ်သောဂျပန်ဘူရှီဒိုသူရဲကောင်းစိတ်ဓာတ်တာလျင်ဖြစ်သည်တက်ကြက်ကြီးတစ်ယောက်ကအားရပါရကျဲလောင်စွာရေမောရင်းကိုင်းအခုဆိုရင်ကို့လူတော့နိဗ္ဗာန်ကိုတေချာပေါက်ရောက်သွားပြီဟုပြောလိုက်သည်ထို့နောက်ဆေးဘက်ဆိုင်ရာရေတက်အရာရှိတယောက်သည်ဆေးမှုချုပ်ထံမှဓာရှည်ကိုတောင်းယူပြီးစိတ်မကြေပွဲနှွဲလိုသည့်ဟန်မျိုးဖြင့်ဦးခေါင်းပြက်နေသောအကျဉ်းသား၏ခန္ဓာကိုယ်ကြီးကိုပက်လက်လှန်လိုက်သည်ပြီးမှဘိုက်ကိုဓာဖြင့်တစ်ချက်တည်းခွဲချလိုက်သည်ဒီမျက်နှာဖြူတွေဟာအတော်အရေးခွန်ထူတဲ့ကောင်တွေပဲဘိုက်ခွန်ကအစထူတယ်ဟုပြောလိုက်သည်ဘိုက်ခွဲလိုက်တော့လေအကျဉ်းသား၏ခန္ဓာကိုယ်ထဲမှသွေးတစ်စက်မျှထွက်မလာတော့ဘဲရှိနေသည်ထို့နောက်အလောင်းကိုဘုံကျင်းထဲသို့ကန်ချပြီးမြေဖို့ပစ်လိုက်ကြသည်ယခုဆိုလေသည်ဝမ်းနှဲကြေကွဲဖွယ်ရာတိုက်ခတ်နေသည်ကျွန်တော်သည်ထိုမြင်ကွင်းကိုမျက်စိထဲတွင်မြင်အောင်နေမိသည်ကျွန်တော်တို့သည်ထရက်ကားပေါ်သို့တက်ခဲ့ကြပြီးပြန်ထွက်လာခဲ့ကြသည်ယခုဆိုမှောင်နေပြီဖြစ်သည်ကျွန်တော်တို့သည်ဌာနချုပ်ရုံးခန်းရှိမှပင်ဆင်းကြသည်ကျွန်တော်သည်တက်မှုကိုမေဤကိုနှုတ်ဆက်ကာဆက်စရာကူရိုတာဝါနှင့်အတူတောင်ကုန်းပေါ်သို့တက်လာခဲ့သည်ဤဖြစ်ပျက်သည်ကျွန်တော်တတွင်မေ့မရအောင်ရှိနေမည်ဖြစ်သည်အကယ်၍သာကျွန်တော်မသေးမပြောက်ဖဲအိမ်ပြန်ရောက်မည်ဆိုပါကစိတ်ဝင်စားဖွယ်ရာပြန်ပြောပြရမည်အဖြစ်ပျက်တစ်ခုဖြစ်သည်ဖြင့်ဤသို့စာဖြင့်ရေးမှတ်ထားခြင်းဖြစ်သည်ဆလာမွာမျော်စင်စခန်း30ရက်မတ်လ43ခုအချိန်တကောင်ကျော်တနာရီ10မိနစ်မှတ်ချက်ယနေ့အသက်ခံရသောအကျဉ်းသားသည်မို့စ်ဘီလေတပ်မှလေရင်မှုဒုဗိုလ်တဦးဖြစ်သည်လူငယ်တဦးဖြစ်၍အသက်23နှစ်သာရှိသေးသည်အထက်ပါတို့မှဂျပန်တို့၏လက်တွင်းသို့စစ်တုံးပန်းအဖြစ်ဖမ်းဆီးခြင်းခံခဲ့ရသောဗြိတိရှပိုင်နယူးဂီနီကျွန်းမို့စ်ဘီလေတပ်စခန်းမှ23နှစ်အရွယ်ရှိဗြိတိရှလေရင်မှုကလေး၏နောက်ဆုံးနေ့ရက်ကိုတွေ့မျက်မြင်မှတ်တမ်းတင်ထားသောဂျပန်စစ်သားတယောက်၏ဒိုင်ယာရီနေ့စဉ်မှတ်တမ်းအရကောက်နှုတ်ဖော်ပြချက်ဖြစ်သည်တနည်းဆိုရလျှင်ဂျပန်ဘူရှီဒိုသူရဲကောင်းများ၏ရက်ဆက်ကြမ်းကြုတ်မှုကိုလက်ဆုပ်လက်ကင်ပြသလိုက်သောအထောက်အထားတစ်ခုပင်ဖြစ်သည်1945ခုနှစ်ဖေဖော်ဝါရီလ၏တစ်ခုသောညနေခင်းအချိန်ဖြစ်သည်မနီလာဖိလစ်ပိုင်မြို့တော်
General Luna လမ်းမကြီးနှင့်ဘိုင်းဆက်ပါတဲ့လမ်းမကြီးနှစ်ခုတို့ဆုံရာလမ်းစုံလမ်းခွာတွင်ကြီးမားလှသည့်အဆောက်အဦကြီးတစ်ခုရှိသည်ဤအဆောက်အဦကြီးမှာဖိလစ်ပိုင်ကြက်ချေနီဌာနချုပ်အဆောက်အဦကြီးဖြစ်၍မျက်နှာစာအဝင်ဝတွင်ကြီးမားလှသည့်ကြက်ချေနီတစိမ့်ကြီးကိုလည်းအထင်ရှားတွေ့မြင်နိုင်ကြသည်ထိုနေ့ထိုရက်ထိုအချိန်ကထိုအဆောက်အဦကြီးထဲတွင်လူပေါင်း80ခန့်ရှိရာကြက်ချေနီသူနာပြုအဖွဲ့ဝင်9ဦးနှင့်လူမမာ9ဦးအပြင်စစ်ဘေးစစ်ဒဏ်ကြောင့်လာရောက်ခိုလုံနေကြသောစစ်ပြေးဒုက္ခသည်ပေါင်း60နီးပါးခန့်ပါဝင်သည်အချိန်မှာညနေ6နာရီခန့်ရှိပြီဖြစ်သည်သူနာပြုဆရာမလေးအင်တာယာသည်အဆောက်အဦကြီးနောက်ဖေးဆောင်ထဲတွင်ခါတိုင်းကဲ့သို့ပင်အခြားသူနာပြုအဖွဲ့ဝင်များနှင့်အတူလူနာများနှင့်စစ်ပြေးဒုက္ခသည်များအတွက်ညစာကျွေးမွေးရန်စီစဉ်ပြင်ဆင်လျက်ရှိနေသည်ထိုခိုက်မှာပင်အဆောက်အဦ၏နောက်ဖက်ဂိတ်ဝစီမှမမျှော်လင့်မဲတနက်တန်3-4ချက်ခန့်ဇက်တိုက်ကြားလိုက်ရ၍ထိတ်လန့်တကြားဖြစ်သွားမိသည်တနက်တန်များနှင့်မရှိမနှောင်းပင်အမျိုးသမီးတစ်ယောက်သည်ကလေးငယ်တစ်ယောက်ကိုပွေ့ချီရင်းတန်ကုံအော်ဟစ်ကနောက်ဖေးဆောင်ထဲသို့ပြေးလာသည်ကိုတွေ့လိုက်ရသည်သူနာပြုဆရာမလေးအင်တာယာသည်အခန်းထဲသို့ပြေးဝင်လာသည့်အမျိုးသမီးကိုကြည့်လိုက်ရာသူမ၏ရင်ဝင်ထဲမှကလေးငယ်မှတနက်မှန်ထားသဖြင့်သွေးအလိမ့်လိမ့်ဖြစ်နေသည်ကိုလှမ်းမြင်ရသည်ရုတ်တရက်ဖြစ်၍မြည်သို့လို့ရမည်မသိဖြစ်နေစဉ်မှာပင်ဂျပန်မရိန်းတပ်သား4ယောက်နှင့်ဂျပန်စစ်ဗိုလ်တစ်ယောက်သည်ခက်စောစောကအမျိုးသမီးနောက်သို့ဒရက်ဂျန်လိုက်လာကြသည့်ပုံမျိုးဖြင့်ဥယာဖာယာပြေးဝင်လာကြသည်ကိုတွေ့လိုက်ရပြန်သည်ဂျပန်စစ်ဗိုလ်သည်လက်ထဲတွင်ပစ္စတိုတနက်ကိုအသင့်ကင်လာသည်ဖြစ်ရာအခန်းထဲတွင်မြင်သမျှကိုတတိုင်းတိုင်းဖြင့်လှမ်းပစ်တော်သည်ဤတွင်သူနာပြုဆရာမလေးသည်အခန်းထဲရှိလူများအားကျမ်းပေါ်တွင်ဝင့်နေကြရန်တအားကုန်လှမ်းអော်၍ပြောလိုက်ရာလူအလုံးတို့မှထိတ်လန့်တကြားဖြင့်ကျမ်းပေါ်တွင်လှဲချသူကချ၍စပွဲကလထိုင်နှင့်ဘီရိုများနောက်သို့ကွယ်သူကကွယ်နေကြရသည်သို့သောဒီအထဲမှ9နှစ်သားခန့်ရှိကလေးငယ်တစ်ယောက်မှကြောက်အားလန့်အားဖြင့်အော်ဟစ်ကအခန်းထဲတွင်ဟိုဟိုဒီဒီလှည့်ပတ်ပြေးနေသည်ဂျပန်စစ်ဗိုလ်သည်ထိုကလေးကိုပင်ပစ္စတိုတနက်ဖြင့်3ချက်ဆင့်ပြင်လိုက်ရာ3ချက်စလုံးဦးခေါင်းကိုထိမှန်၍နေရာတွင်ပင်သွေးတန်ရဲရဲဖြင့်လဲကျတေဆုံးသွားရှာသည်ဂျပန်စစ်ဗိုလ်သည်သူ့လက်ထဲမှပစ္စတိုတနက်တွင်ကြည်စံကုန်သွားဟန်ဖြင့်ဆက်မပစ်တော့ဘဲရပ်သွားသည်ဤတွင်တနက်တန်ဆဲသွားသဖြင့်သူနာပြုဆရာမလေးသည်အကာအကွယ်ယူနီယာမှထွက်လာပြီးကြောက်စိတ်များကိုဖယ်ရှား၍အားတင်းကကြက်ချီနီအဖွဲ့ဝင်စကားပြန်မှတဆင့်ဂျပန်စစ်ဗိုလ်အားအကျိုးကြောင်းစုံစမ်းကြည့်သည်အထူးသဖြင့်သူနာပြုဆရာမလေးကဤအဆောက်အဦသည်ကြက်ချီနီအဆောက်အဦဖြစ်၍မိမိတို့သည်ကြက်ချီနီအဖွဲ့ဝင်များဖြစ်ကြောင်းပြောကြားကဂျပန်စစ်ဗိုလ်နှင့်စစ်သားများသည်ဤကြက်ချီနီအဆောက်အဦထဲသို့မြည်သည့်အကြောင်းကြောင့်ယခုကဲ့သို့တနက်တကားကားဖြင့်ဝင်ရောက်ပစ်ခတ်ရပါသည်ဟု၍ခတ်တီတီမေးလိုက်သည်သို့သောကြက်ချီနီသူနာပြုဆရာမလေးမှသူလိုချင်သည့်အဖြေကိုမရလိုက်ပဲဂျပန်စစ်သားတယောက်၏ရိုက်ဖယ်ပြောင်းဝမှထွက်လာသည့်ကြည်စံဖြင့်ရင်ဘတ်တွင်ဒဏ်ရာတစ်ချက်ရပြီးလဲကျသွားခဲ့သည်ဤသည်နှင့်မရှိမနှောင်းပင်နောက်ထပ်အရေးအတွက်ပုံမများပြသည့်ဂျပန်စစ်သားများသည်အဆောက်အဦအတွင်းသို့ဒရက်ဂျန်ပြေးဝင်လာကြပြီးဂရင်ပေါ်တွင်လှဲလျောင်းနေကြသည့်လူမမာများကိုပါမကြမ်းမင်းမြင်သမျှတနက်ဖြင့်ပြစ်ကာလှန်စွတ်များဖြင့်လည်းတအားဝင်ထိုးကြရာကြက်ချီနီအဆောက်အဦတစ်ခုလုံးမှာတနက်တန်များအကြားမှအော်တန်ဟစ်တန်ပြေးလွှားတန်များဖြင့်ကဘာပြက်သလိုဖြစ်နေတော့သည်လူသက်ပွဲမှာနိုင်ဝက်နီးပါးမျှကြာပြီးနောက်လူသက်သမားဂျပန်စစ်ဗိုလ်နှင့်စစ်သားများသည်ကြက်ချီနီအဆောက်အဦထဲမှပြန်ထွက်သွားကြသည်ထိုနေ့ကလူစိတ်ကင်းမဲ့နေကြသည့်ဂျပန်စစ်ဗိုလ်စစ်သားများ၏လက်ချက်ဖြင့်ဖိလစ်ပိုင်ကြက်ချီနီဌာနချုပ်အဆောက်အဦအတွင်းမရှုမလှတေဆုံးခဲ့ကြရသူများမှာစုစုပေါင်း90ကျော်များရှိသည်ဟုသိရသည်ဒီထဲတွင်ဌာနချုပ်မှတာဝန်ခံမန်နေဂျာမစ္စတာဖာရိုလန်ဆိုသူမှာစပွဲအောက်တွင်ဝင်ပုန်းနေခဲ့သဖြင့်အသက်ဘေးမှလွတ်မြောက်လာခဲ့သည်သို့သောထိုနေ့ထိုရက်ထိုအချိန်ကလူစိတ်ပြောက်ကအချောက်တိုက်သွေးတန်ရဲရဲဖြင့်အစုလိုက်အပြုံလိုက်လူသက်ပွဲကိုဆင်နွှဲသွားခဲ့ကြသောဂျပန်စစ်ဗိုလ်စစ်သားများ၏ရုပ်မာရက်ဆက်ပုံကိုမစ္စတာဖာရိုလန်နှင့်တကွမသေးမပြောက်ကြံရစ်ခဲ့သူမှန်သမျှတသက်တွင်မေ့မရအောင်ရှိနေကြတော့သည်
အထက်တွင်ဖော်ပြခဲ့သည့်အဖြစ်အပျက်များမှာစိတ်ကူးရင်ဇက်လန်းများမဟုတ်ဘဲမြန်မာနယူးဂီနီဖိလစ်ပိုင်စသောနိုင်ငံများတွင်ဒုတိယကမ္ဘာစစ်ကြီးအတွင်းကဂျပန်ဘုရင်ဧကရစ်မင်းမြတ်၏တပ်မတော်သားဂျပန်စစ်ဗိုလ်စစ်သားများကျူးလွန်ရန်ကားသွားခဲ့ကြသည့်တကယ်ဖြစ်ရတကယ်မှတ်တမ်းများ၏တစိမ့်တဒေသထိုပင်ဖြစ်သည်စင်စစ်ဤနိုင်ငံများသာလျှင်မဟုတ်1942ခုနှစ်မှ1945ခုနှစ်အထိ3နှစ်3မိုးဂျပန်တို့အုပ်စိုးသွားခဲ့သည့်မြန်မာယူရီးယားမလေးစင်ကာပူအင်ဒိုနီးရှားဘိုညိုနယူးဂီနီဖိလစ်ပိုင်စသည့်နိုင်ငံများဒေသများအပါအဝင်အရှေ့တောင်အာရှတစ်ခုလုံးမှာဂျပန်ဘူရှီဒိုနှင့်ဆာမူရိုင်းသူရဲကောင်းများ၏လက်ချက်ဖြင့်သွေးချောင်းစီးကအလောင်းချင်းထက်ခဲ့ရသည်ထို့သို့အရှိတောင်အာရှတွင်သွေးချောင်းစီးရလောက်အောင်ကြံဆောင်ဖန်တီးလာသောဖြစ်ရပ်မှာပစိဖိတ်သမုဒ္ဒရာအတွင်းတာယာလှပသောပလဲစိတ်ကမ်းမှစတင်ခဲ့ခြင်းဖြစ်သည်ထိုနေ့ရက်မှာ1941ခုနှစ်ဒီဇင်ဘာ9ရက်တနင်္ဂနွေနေ့ဖြစ်သည်ဟုတ်ကဲ့ပါရှင်စာအုပ်လေးကိုဒီမှာပဲခေတ္တခဏရန်နာလိုက်ပြစီနော်နားဆင်အားပေးကြသူအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်ကျမ်းမာပေးကင်းကြပါစေ